အားလုံးပဲမင်္ဂလာပါရှင်မင်းတို့ရဲ့နဂါးရွှေဝါစိန်ရွှေရနာဆိုင်လေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်နော်မင်းဒီနေ့ပြသပေးမှလေးကကြတော့ 80K ကိုကာလာလက်ကောက်ကလေးတွေဖြစ်ပါတယ်နော်မင်းပထမတစ်ခုပြသပေးမှလေးကကြတော့ကတိယပုံစံလက်ကောက်ကလေးဖြစ်ပါတယ်နော်ခက်ဆန်ဆန်နဲ့လှကျင်တဲ့ပြုံမီလေးတွေအတွက်ဆိုရင်တော့ဒီဒီဇိုင်းလေးကရန်ကိုတင့်တော်တဲ့ဒီဇိုင်းလေးရလေးပါနော်ဒီကတည်းကလက်ကောက်လေးရဲ့ gram ချိန်လေးကကြတော့ 6.52 gram ချိန်လေးရှိပါတယ်เนาะဈေးနှုန်းလေးကကြတော့42သိန်းဝန်းကျင်ပဲကျသင့်ပါပါเนาะနောက်တစ်ခုပြသပေးမှလေးကကြတော့စီတူလင်လေးကိုမှနှစ်ဖက်ရှက်ထားတဲ့ကတည်းကလက်ကောက်လေးပါเนาะဒီလက်ကောက်လေးဆိုရင်လည်းဒီဇိုင်းရမ်းဆန်းပြီးတော့ရမ်းလာတော့ဒီဇိုင်းလေးပါเนาะဒီလက်ကောက်လေးရဲ့ gram ချိန်လေးကကြတော့ 4.74 gram ချိန်လေးရှိပါတယ်เนาะဈေးနှုန်းလေးကကြတော့လဲ32သိန်းဝန်းကျင်ပဲကျသင့်ပါမယ်နော်မင်းနောက်တစ်ခုပြသပေးမှလေးကကြတော့တမူလက်ကောက်ကလေးပဲဖြစ်ပါတယ်နော်ခက်ဆန်နာလေးကိုမှကြိုက်တဲ့ချစ်မွားများအတွက်ဆိုရင်တော့ဒီလက်ကောက်လေးကအထူးတင်တော်သောလက်ကောက်ဒီဇိုင်းလေးပါနော်ဒီလက်ကောက်လေးရဲ့ gram ချိန်လေးကကြတော့ 4.57 gram ချိန်လေးရှိပါတယ်နော်ဈေးနှုန်းလေးကကြတော့လဲ30ဝန်းကျင်ပဲကျသင့်ပါတယ်နော်နောက်တစ်ခုကကြတော့နေဝင်းနီကိုမှာကတည်းကလက်ကောက်ဒီဇိုင်းလေးပဲဖြစ်ပါတယ်เนาะရမ်းလာတော့ဒီဇိုင်းလေးပါရှင်ပုံစံနာလေးကိုမှကြိုက်တယ်ပြုံမီလေးအတွက်ဆိုရင်တော့ဒီနေဝင်းနီလက်ကောက်ကလေးကရမ်းကိုလှပတော့ဒီဇိုင်းလက်ရလေးဖြစ်ပါတယ်เนาะဒီလက်ကောက်လေးရဲ့ gram ချိန်လေးကကြတော့ 5.03 gram ချိန်လေးရှိပါတယ်เนาะဈေးနှုန်းလေးကကြတော့လေ32သိန်းဝန်းကျင်ပဲကျသင့်ပါတယ်เนาะရမ်းကိုလှတော့ဒီဇိုင်းလေးပါရှင်စက်ပြက်လေးရတဲ့တလက်လက်နဲ့တောက်ပနေတဲ့ဒီဇိုင်းလေးပါနော်မမေနောက်တစ်ခုပြသပေးမှလေးကကြတော့ရေလိုင်းပုံစံအတွန်းလက်ကောက်ကလေးဖြစ်ပါတယ်နော်ဒိုင်းမိုးကပုံစံရွှေဘုံလုံးလေးလည်းပါဝင်တာကြောင့်ပြည့်ပြည့်စုံသောဒီဇိုင်းလက်ရလေးပါနော်ပွက်တက်ဝတ်သွားရင်ပဲဖြစ်ဖြစ်ဝင်အရန်ကိုလှပသောဒီဇိုင်းလက်ရလေးပါနော်ဒီလက်ကောက်လေးရဲ့ gram ချိန်လေးကကြတော့ 7.85 gram ချိန်လေးရှိပါတယ်နော်ဈေးနှုန်းလေးကကြတော့350ဝန်းကျင်ပဲကျသင့်ပါမယ်နော်တဲလေးတို့ကြီးဝေဒနာဒီဇိုင်းတစ်ကလေးတွေကိုစိုင်ရိုက်လာစရာမလိုပဲနဲ့အသေးစိတ်ကြည့်ရှုနိုင်ဖို့မမေတို့ကပြရနေပြီးတော့နေ့စဉ်တက်ဆက်ပေးနေတာဖြစ်လို့ like and follow လေးလုပ်ပြီးတော့မမေ့ပါနဲ့ဦးနော်ဒါအပြင်တခြားကြည့်ကျင်တဲ့ဝေဒနာလေးတွေရှိတယ်ဆိုရင်လည်းမမေတို့ရဲ့ comment မှာရေးခဲ့ပေးပါအောင်ရှင်အဆုံးထိကြည့်ရှုပေးလို့လည်းနဂါးရှုဝါမိသားစုမှာအလုံးကိုထူးပဲကျေးဇူးတင်ရှိပါရရှင်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေနော်